Adana don't need the tongue, I Chelsea. Cause of the great town, though, ya couldn't say she could name, Totally Labijo, Choya. That house such a good name, Sati Mala, Nasana yet. Malay died that ye, Pune, Kenya, Pune, Bill. Yagwaji lay quite calm. Whatever that Glayana you are at the YMBA, Kamaji, to Saint Jemma below at the Jane Charles Samuel Mahado, the other ways, Said and May. On way to the mother way, Kananai Pune Mune, Nedu Damiane, YMBA, then you did Namia, Madana, Madana, Shipshin, Hoja Ado. Sirana County, Kangoni, a John de Yandi the Nado. Tiginija the Badaway, Kanago, Shivona the King, Sinomia Piai, Mahagruna Gongo, Ayom Jugati, Jufeso, Ando, Wanana Panama, Adida, Gatago, Yusu, Buzo, James, Satinjaya. Yo Gaba Godi, he be a bemi, and Galangarondo, Dido Garandi. Kiran Gedo, Loga, Hidaya, Nato, Namoma, Garudi Gada Dada. Shona to Wini, Yaza, Dadawai. Chana si Ba Lula, Down, Dago, Bong Kadavi. Nata Minya Jinshinom Yapayadi Gaba Godi Hibi Grigaba, Ye Dred Dincha Dubjin Nole Abe Mian Ye Dred Da Pobia Jinha, Mesana Mado Kalali Adinchi, Dini Gaba, Sijalo, Galapatlo. Loga Hidaya Dada Loga E, a Jusiba Loga Adido Gerani Osa at that Chile Inga Mita Jima the Mitan in that Hazani Sonini Hu Jadita Wanga the Asu Along Kayano Murogo Grondo Viapchi and Yidan Joko Atodo Muyadi Pivi Kerala chim yellow at the song lay nalo, say one goro e bemanino. Kadawa dana chimpamia, swa yodo mugaya shalivi. Mahagaruni ganda wamia, you went down gedutana, chiki, magaruna, sensidomudo. Dada natata winiamia, swa dadwa e. Chana si pa nula downda kumbang kadavi Nata minya tushinom yapaya Namo yudi pyong pyong mangulyo hui Karo yu ju shikho jindi Atu bewadu senzimadui pshiba sidani Sirana County, Kangomi Loga Lurega Kangong Jinja Lurai have Kangong Jinja Kangong Ji Sirana Gomu Lure Lupsu Sirana Goma Kangome Bajaw Lelusi Kansura Sirana got Tolo Tapshit. Sirana Sura, Sydney, the water, Sindre Bido, La, ya. The Niavi Biomes, Sydney, the water, Common, Sita County. Saitama Swami Pite Kudogamu Lopse on Don Abide, Agudo Lopse on Don Abide, Sure. Eddie Saitama Chipolare. Intention of your GUH. The bottom all of your motivation
volition လို့အင်္ဂလိပ်လိုပြန်တဲ့တွန်းအားတွေလူတိုင်းရဲ့စိတ်ထဲမှာပါဇက်ကပြောပြအောင်ကိုယ်ဒီလက်ရောက်လုပ်ဖြစ်အောင်တွန်းအားပေးတာရှိကိုယ့်ကိုယ်သေချာစဉ်းစားကြည့်တခုတစ်ခုလှုပ်တော့မယ်ဆိုလို့ရှိရင်စိတ်ထဲမှာအရင်ဖြစ်ပေါ်လာစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတိုင်းပဲလှုပ်လိုက်တာဖြစ်တယ်အမှတ်တမဲ့လှုပ်လိုက်တာရောမရှိဘူးလားဆိုရှိသို့တော့တော်များများကိစ္စတွေကစိတ်ထဲမှာဖြစ်ပေါ်လာပြီးတော့မှလှုပ်တာတွေပဲများတယ်ပေါ့ကောင်းတဲ့အလုပ်တစ်ခုလုပ်ဖြစ်ဖို့ဆိုတာစိတ်နေသဘောထားကောင်းမှကောင်းတဲ့အလုပ်လုပ်ဖြစ်တယ်စိတ်ထားကောင်းမှကံဆိုတဲ့အလုပ်အမှုကိစ္စကောင်းမှဖြစ်တယ်ကံဆိုတာအမှုကိစ္စကိုခေါ်တယ်ကိုလွတ်လိုက်တဲ့အမှုကိစ္စဒါဝစေရနာကောင်းမှကံကောင်းလူများကတော့စိတ်စေရနာကောင်းမှုပြင်ရမယ်ဆိုတာဒီနေရာမှာအသိရှိဘူးစိတ်စေရနာကောင်းမှုပြင်ဆင်မှုမပြုဘဲနဲ့ကံကောင်းအောင်ကြိုးစားလို့ရှိရင်ကံဆိုတာကောင်းလာဟုတ်လူတိုင်းဟာကံကောင်းကြကြတယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်အကျိုးပေးကောင်းတဲ့လူတွေကိုကံကောင်းတယ်လို့ပြောကြအနေကလွတ်မြောက်လာတဲ့အခါမှာလဲကံကောင်းလိုက်တာနဲ့ပြောကြစီးပွားဥစ္စာတိုးတက်လာရင်လည်းကံကောင်းတယ်လို့ပြောတယ်အကျိုးပေါ်လာတဲ့အခါမှာကံကောင်းတယ်လို့လူတွေကပြောကြတာဖြစ်တယ်သို့တော့အကျိုးမပေါ်ခင်ကစေရနာကောင်းဆိုတာကိုသိမှပြုဖို့လိုတယ်အဲ့တော့စေရနာကောင်းမှကံကောင်းမှကံကောင်းမှအကျိုးပေးကောင်းမယ်လို့ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့လူတိုင်းဘုန်းကြီးတို့တွေစိတ်ထားစေရနာမှန်ကန်ပြီးတော့စိတ်ထားကောင်းအောင်ကြိုးစားဖို့ကအရေးကြီးတယ်ကိုလှုပ်တဲ့လှုပ်ရသည်တစ်ဖက်သားကိုထိခိုက်နစ်နာတဲ့လုံမျိုးမဖြစ်စေရတစ်ခါသားမှာကောင်းကျိုးချမ်းသာတွေရသွားတဲ့အလုပ်မျိုးပဲဖြစ်တဲ့မိမိကိုယ်ကိုထိခိုက်တဲ့အလုပ်မျိုးလည်းမဖြစ်စေရဘူးသူတစ်ပါးကိုထိခိုက်နစ်နာတဲ့အလုပ်မျိုးလည်းမဖြစ်စေရဘူးနှစ်ဦးလုံးကိုထိခိုက်နစ်နာတဲ့အလုပ်မျိုးလည်းမဖြစ်စေရဘူးအကျိုးဖြစ်ပေါ်လာတဲ့အခါမှာလည်းပဲဒုက္ခကိုဖြစ်စေတဲ့အရာမျိုးမဖြစ်စေရဘူးလို့စိတ်ကောင်းနှလုံးကောင်းထားပြီးတော့အသိဉာဏ်နဲ့ဆင်ញင်တုံတရားနဲ့ပြုလုပ်မယ်ဆိုရင်ကံကောင်းလာမှာသိချတယ်ကံကောင်းလာလို့စိတ်ကောင်းစေရနာကောင်းထားပြီးလုပ်သမျှကံကောင်းလာလို့ရှိစိတ်ကောင်းစေရနာကောင်းမှာဘာနဲ့တွဲဖက်လာတော့ဆိုအသိဉာဏ်နဲ့လည်းတွဲဖက်လာတတိနဲ့လည်းတွဲဖက်လာအသိဉာဏ်ရှိမှစိတ်ကောင်းစေရနာကောင်းဆိုတာလည်းဖြစ်လာတတ်တယ်အကျိုးသက်ရောက်တဲ့အခါအသိဉာဏ်ကင်းမဲ့တဲ့ပုဂ္ဂိုလ်ရဲ့စေရနာဟာစိတ်ထားဟာတခါတည်းမှာအကျိုးမဲ့ကိုဖြစ်စေတတ်သေးတယ်ဒါကြောင့်မို့စေရနာကောင်းရင်ကံကောင်းတယ်အဓိကပြောစေရနာကောင်းတယ်ဆိုတာအသိဉာဏ်လည်းပါတယ်စဉ်းစားဆင်ခြင်မှုတွေတတိထားမှုတွေဆိုတာတွေနဲ့ပတ်ပိုးထားတဲ့ကောင်းတဲ့လုပ်တွေကိုလုပ်ဖြစ်အောင်လုပ်တဲ့တွန်းအားတစ်ခုကောင်းပြီဆိုရင်ကံကောင်းမယ်အဲ့တော့ကံကောင်းအောင်ရေရရာခြေဖို့လိုသလားကံကောင်းအောင်မြန်မာနိုင်ငံမှာတော့ရေရရာခြေတယ်ဆိုတာဟာကုသိုလ်လုပ်တာတွေပဲများပါအကုသိုလ်လုပ်ပြီးရေရရာခြေရင်တော့ဒါပိုဆိုးမှာပဲကုသိုလ်လုပ်ပြီးရေရရာခြေတာတော့ကုသိုလ်ဖြစ်တာပေါ့အဲ့တော့ကုသိုလ်နဲ့ရေရရာခြေတယ်ရေရရာခြေတယ်ဆိုတာမကောင်းတဲ့ကံတွေကိုအဝေးပို့ပစ်တာလုပ်လို့ရလားလို့ဆိုတော့ရတဲ့အတိုင်းအတာတစ်ခုကြောင့်ရှိတယ်ပေါ့မရနိုင်တဲ့အတိုင်းအတာလည်းရှိတယ်ပေါ့ကံစိုးကလွှမ်းမိုးချုပ်ကင်လာပြီဆိုရင်တော့ကံကောင်းအောင်လုပ်လို့ရရခြေလို့ရမှာမဟုတ်ဘူးတမန်
ကံလေးတွေကိုအားရှိတဲ့ကုသိုလ်ကံနဲ့ပြောင်းလဲအစားထိုးပေးရင်တော့ကံကောင်းလာစရာရှိတယ်သို့တော့ဘုန်းကြီးတို့တွေတတိထားဖို့ရတော့ဘယ်ကိစ္စမှမဆိုစိတ်ကောင်းစေတနာကောင်းထားပြီးတော့အလုပ်လုပ်လို့ရှိရင်ကံကောင်းတယ်လို့ဒီလိုပဲမှတ်ထားစိတ်ကောင်းစေတနာကောင်းတဲ့လုပ်တဲ့မြအရာများဟာကောင်းတဲ့လုပ်ရည်ဖြစ်လာကောင်းတဲ့လုပ်ရည်ဖြစ်လာသည့်အတွက်ကြောင့်ကောင်းကျိုးချမ်းသာကိုဖြစ်စေနိုင်တယ်အခုနေ့စဉ်နဲ့အမျှဘုရားဘာသာကလျာဏယူဝါလို့ပါဠိလိုခေါ်တဲ့ဝါယံဘီအသင်းကြီးကကြီးမှုပြီးတော့မဟာထုတ်ညတပိတ်စေရတဲ့ပွဲစီမံဆောင်ရွက်ပြီးကုသိုလ်တရားဖြစ်ပွားဖို့ရာလုပ်ကြတာဖြစ်တယ်ပေါ့ရှင်းဖြစ်ဟောင်းအောင်းမေးပွဲအနေနဲ့ဒါနကောင်းမှုလုပ်တယ်ရိုးရိုးဒါနကောင်းမှုလုပ်တာမဟုတ်ဘဲနဲ့တစ်ချိန်တုန်းကဖြစ်ပေါ်ခဲ့ဘူးတဲ့ဇာလန်းတစ်ပုဒ်ကိုသင်္ကန်းစာယူပြီးတော့ဒီဇာလန်းမှာလို့ကုသိုလ်ရဖို့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေကိုရွေးချယ်ပြီးတော့ကုသိုလ်ပြုပြအောင်ဖန်တီးလှုပ်ဆောင်ပေးတယ်လို့စိတ်ဝင်စားဖို့ရဖြစ်အောင်လုပ်ပေးတယ်လို့တို့ဆိုတာပေါ့နော်ဒါကအတိတ်တုန်းကကောသဗုဒ္ဓရဲ့လက်ထက်မှာတာဝတိမြို့ကတထေးသားကလေး9 နှစ်အရွယ်မှာပဲသင်္ကန်းဝတ်သွားပြီးယဟန္တာဖြစ်သွားတယ်ပန္တိတသာမဏေဆိုတာရှိအဲ့ဒီပန္တိတသာမဏေရဲ့အတိတ်ဘဝတစ်ခုအလွန်ဆင်းရဲခဲ့တဲ့လူဖြစ်လို့သူ့ရဲ့နာမည်တောင်မခေါ်ကြပဲနဲ့မဟာဒုက္ကတဆိုပြီးတော့ခေါ်တာအဲ့တော့မဟာဒုက္ကတဆိုတာအလွန်ဆင်းရဲတဲ့ပုဂ္ဂိုလ်လို့ဒုက္ကတဆင်းရဲဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ဆင်းရဲသူတို့ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ဒုက္ကတလို့ခေါ်တယ်အဲ့တော့ဒုက္ကတကိုပါဠိလိုရေးတဲ့အခါမှာဒါတွေတစ်ချောင်းကြီးထုနဲ့ခန့်ငယ်နှလုံးဆင့်ပြီးနောက်ကတာဝမ်းမူနဲ့ဒုက္ကတလို့ရေးတော့မဟာဒုက္ခကိုရေးတဲ့အခါမှာလည်းပဲခန့်ငယ်နဲ့တတ်ပြီးတော့ရေးရမှာဖြစ်တယ်ပေါ့နော်ကာကြီးနဲ့တတ်ပြီးရေးလို့ရှိရင်တော့ဒုက္ခဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့မဟာဒုက္ခအကြောင်းကိုရေးမယ်ဆိုရင်ခန့်ငယ်နဲ့တတ်ပြီးတော့မဟာဒုက္ကတမဟာဒုက္ခကတဆိုတဲ့စကားလုံးကိုဖြုတ်ပြီးတော့မဟာဒုက္ခကိုရေးတာအဲ့တော့ခန့်ငယ်နဲ့တတ်ပြီးတော့ရေးရမှာပါဠိတတ်ပုံမှန်တယ်မြန်မာရေးထုံးမှန်တယ်လို့ပြောအောင်ဒါလည်းလိုအပ်တယ်ပေါ့နော်မြန်မာရေးထုံးမှန်ကန်ရေးရင်မဟာဒုက္ခကိုနော်မဟာကတော့လွယ်ပါတယ်ဒုက္ခကြတဲ့အခါကြလို့ရှိရင်ခန့်ငယ်နဲ့တတ်ပြီးတော့ဒုက္ခကိုရေးရတာဝမှုတတ်ပြီးရေးလိုက်လို့ရှိရင်ဒုက္ခချောင်းဖြစ်သွားတယ်ကာကြီးနဲ့တတ်ရေးလို့ရှိရင်ဒုက္ခဆိုတာဖြစ်သွားတယ်အဲ့တော့အဲ့ဒီရေးထုံးနေနဲ့မရေးပဲနဲ့မဟာဒုက္ခကိုရည်ညွှန်းတယ်ဆိုလို့ရှိရင်တော့မဟာဒုက္ကတဆိုတဲ့ပုဂ္ဂိုလ်နေလာတာဖြစ်သောကြောင့်ခန်းငယ်နဲ့တတ်ပြီးတော့အတ္တကိုခန်းငယ်မဟာဒုက္ခလို့ဒီလိုရေးတယ်အဆင်းရဲဆုံးပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရှိဘယ်မှာအဆင်းရဲဆုံးပုဂ္ဂိုလ်တော့ဆိုဗာရာဏသီမြို့မှာအဆင်းရဲဆုံးပုဂ္ဂိုလ်တနေ့လုံးမှတနေ့စားတော့အမှန်တမ်းဆင်းရဲတဲ့လူတယောက်လို့ဒီလိုသတ်မှတ်ခဲ့တယ်သို့တော့စိတ်နေသဘောထားတွေကောင်းသည့်အတွက်ကြောင့်စေရနာကောင်းလို့သူဟာကံကောင်းသွားတယ်ကံကောင်းလို့အကျိုးပေးတွေကောင်းသွားတယ်သို့တော့နာမည်ကြီးကတော့ဆိုးကြံရတဲ့မဟာဒုက္ခတမဟာဒုက္ခတဆိုတဲ့နာမည်ဆိုးနဲ့ကြံရတကယ်တော့သူဟာကံကောင်းတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်သွားတယ်အလုံးဒီဇလန်းကိုသိတဲ့အတိုင်းပဲဒီ
ပဏိတသာမဏေရဲ့ကတ္တဗဘုရားလက်ထက်ကအတိတ်ဘဝတစ်ခုပါရဏသီပြည်ကိုယဟန္တာ2000ခြံရံပြီးတော့ကတ္တဗဗုဒ္ဓကြွလာဂေါတမဗုဒ္ဓမပွင့်ခင်ပွင့်တဲ့ကတ္တဗဘုရားအဲ့ကတ္တဗဘုရားလက်ထက်မှာလူတွေရဲ့တက်တန်းကလည်းပဲအသက်2000ရှည်တရားပဲအသက်2000တန်းဆိုတော့လူတွေကလူတော်လူကောင်းတွေများတယ်ပေါ့ဂေါတမဗုဒ္ဓရောက်တဲ့အခါကျတော့ခေတ်ကာလအရာလူဆိုးကများကောင်းတဲ့လူက၄ဘုံဘုံတစ်ဘုံလောက်ပဲရှိတော့ကတ္တဗဘုရားလက်ထက်တုန်းကတော့လူကောင်းတွေအမြဲတမ်းများတယ်လို့ဆိုတယ်အဲ့ဒီမှာဗာရာဏသီပြည်ကိုခရီးကြွလာတဲ့ကတ္တဗဗုဒ္ဓကပိဋကတ်ထဲမှာတရားဟောတော့ဘာဟောလဲလို့ဆိုလူတွေရဲ့လှုပ်ဆောင်မှုနဲ့ပတ်သက်ပြီးတော့မှတ်သားစရာတစ်ခုတခြားတရားတွေလည်းပါမှာပေါ့အဲ့ဒီမှာဟောတဲ့တရားတစ်ခုဟာစေရနာအားလျော်စွာကံတရားရဲ့အကျိုးပေးမှုကိုသေယုတ်ဖော်တဲ့ဖော်ကြားချက်တစ်ခုဟောလူတယောက်ဟာကိုယ်တိုင်တော့လှူတယ်သူများကိုမတိုက်တွန်းဘူးလူတယောက်ကတော့သူများသာတိုက်တွန်းတယ်ကိုယ်တိုင်တော့မလှူဘူးလူတယောက်ကတော့ကိုယ်တိုင်လည်းမလှူဘူးသူတစ်ပါးလည်းမတိုက်တွန်းဘူးနောက်တစ်ယောက်ကကိုယ်တိုင်လည်းလှူတယ်သူတစ်ပါးလည်းတိုက်တွန်းတယ်လူမျိုးစား၄မျိုးတော့ခဏခေတ်မှလည်းဒါရှိနေမှာပဲလေအများကြီးရှိနေမှာပဲဒီတိုင်းပဲကိုယ်ကိုလှူတယ်သူများတော့လှူဖို့မတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်လည်းရှိတာအေးသူများတော့လိုက်အလှူခံတယ်ကိုကတော့မလှူဘူးဆိုတဲ့လူလည်းရှိတာကိုလည်းမလှူဘူးသူများလည်းအလှူမခံဘူးဆိုတဲ့လူလည်းရှိတယ်ကိုလည်းလှူတယ်သူများလည်းအလှူခံတယ်တိုက်တွန်းပေးတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးလည်းရှိတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးရဲ့လောက်ရတဲ့ဟာ၄မျိုးကွဲပြားနေသည့်အတွက်ကြောင့်သူတို့ရတဲ့အကျိုးကျေးဇူးဟာလည်းပဲမတူညီတဲ့အကျိုးကျေးဇူးကိုရတယ်ဒီတရားလေးကိုမြတ်စွာဘုရားမတူညီတဲ့အကျိုးကျေးဇူးဆိုတာပါကိုရှိတာကိုလှူတဲ့ပုဂ္ဂိုလ်ဟာလှူခြင်းကြောင့်ဖြစ်လျက်ဘဝမှာစိစိတ်ဥစ္စာများပြားတယ်ဆိုတဲ့အကျိုးကိုရဘာဖြစ်လို့လဲဆိုတော့ကံရဲ့သဘောတရားကသူကတုတ်ပြန်မှုလို့ခေါ်တယ်ကိုလုပ်တဲ့ကံကိုယ်ဒီတုတ်ပြန်လာတာပဲအဲ့ဒီတုတ်ပြန်တာဟာကိုကပေးသည့်အတွက်ကြောင့်ကိုရတာဒါသူ့ရဲ့တုတ်ပြန်မှုလို့ခေါ်တယ်ကိုကလူမှုတမ်းမှုပြုသည့်အတွက်ကြောင့်ကိုကရတာကိုလုပ်လိုက်တဲ့ကံကသူတော်ဘာကိုရစေတာဖြစ်လို့အဲ့ဒီသူတော်ဘာကိုရစေတဲ့ဒါနကောင်းမှုဒီကိုယ်ပြန်ရစေတယ်ဆိုတဲ့ကျိုးတုတ်ပြန်ပေးအဲ့သူတော်ဘာကိုတိုက်တွန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြတော့လာပါလှူကြရအောင်လှူပါဆိုပြီးတိုက်တွန်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ကြကိုယ်တိုက်တွန်းလို့သူကုသိုလ်ကောင်းမှုလုပ်လိုက်ပြီဆိုလို့ရှိရင်သူဟာကိုယ်နဲ့မိတ်ဖက်ဖြစ်သွားကိုတိုက်တွန်းလို့သူလည်းလှူဖြစ်သွားတယ်တိုက်တွန်းလို့လှူဖြစ်သွားတော့ကုသိုလ်ကောင်းမှုတွေလှုပ်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတစ်ခုဖြစ်သွားတယ်ဒါကြောင့်မို့သူဟာမိတ်ဆွေအပေါင်းအသင်းတွေများတယ်ပေါ့သူများကိုတိုက်တွန်းပေးခြင်းအဖြစ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းတွေများအဲ့ဒီနေရာလေးမှာလှူရင်စိစိတ်ဥစ္စာချမ်းသာကိုရတယ်တိုက်တွန်းလို့ရှိရင်အပေါင်းအသင်းတွေများတယ်အဲ့ဒါကိုပြောင်းပြန်ပြီးတော့ချိန်လိုက်တဲ့အခါမလှူဘူးဆိုလို့ရှိရင်မရဘူးပေါ့ဖြစ်လျက်ဘဝမှာပစ္စည်းဥစ္စာရရှိမှုမရှိဘူးမတိုက်တွန်းဘူးဆိုရင်မိတ်ဆွေမရှိဘူးဒီလိုဆိုပေါ့နော်မိကောင်းဆွေကောင်းမရှိဘူးအဲ့ဒီ၄ချက်ကိုမြတ်စွာဘုရားကဟောတာ
လူသားလူပြီးမတိုက်တွန်းဘူးဆိုရင်ဖြစ်လျာဘဝမှာချမ်းသာကြွယ်ဝတော့လဲအပေါင်းအသင်းအားနေတယ်ပေါ့တိုက်တွန်းတာတိုက်တွန်းပြီးကိုယ်တိုင်မလူဘူးဆိုရင်ဖြစ်လျာပြလျာဘဝမှာအပေါင်းအသင်းချမ်းသာများတော့လဲပဲပစ္စည်းဥစ္စာရှားပါတယ်လူလည်းမလူဘူးတိုက်လည်းမတိုက်တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာဆင်းရဲတဲ့တကူဒီတခေါင်ကျွဲဘဝရောက်တယ်လူလဲလူတယ်တိုက်တွန်းတယ်ဆိုတဲ့ကုသိုလ်နှမျိုးလုံးစုံအောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာဖြစ်လျာဘဝမှာချမ်းသာဒုက္ခလည်းရတယ်မိတ်ဆွေသင်္ဃအပေါင်းအသင်းတွေလည်းများတယ်ဆိုတဲ့အကျိုးအဲ့တော့ကိုလုပ်တဲ့အလုပ်တစ်ခုဟာအကျိုးတစ်ခုဖြစ်ပေါ်စေအကျိုးတစ်ခုဖြစ်ပေါ်စေအဲ့ဒီလိုမြတ်စွာဘုရားကလှူခြင်းရဲ့အကျိုးကျေးဇူးနဲ့တိုက်တွန်းခြင်းရဲ့အကျိုးကျေးဇူးဒီနှစ်ခုကိုကသဗ္ဗဘုရားပိဋကတ်မှာဟောလိုက်တာအဲ့တရားနာပိဋကတ်ထဲကအသိပညာကျွယ်ဝတဲ့ပုဂ္ဂိုလ်တရားစိတ်ဝင်စားတယ်စိတ်ဝင်စားပြီးတော့ငါဖြစ်လျာဘဝမှာချမ်းသာကြွယ်ဝပြီးအပေါင်းအသင်းများတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ငါလုပ်မယ်ကုသိုလ်နှမျိုးရအောင်ငါလုပ်မယ်အကျိုးနှမျိုးခံစားရအောင်လုပ်မယ်လို့ဆိုသူကိုယ်တိုင်လည်းလှူတယ်တိုင်လည်းတိုက်တွန်းတယ်ဆိုတဲ့အလုပ်ကိုလုပ်တယ်အဲ့ဒီအလုပ်ကိုလုပ်လို့တရားပွဲပြီးတဲ့အခါမြတ်စွာဘုရားကိုလျှောက်တယ်ရှင်ဘုရားကြွလာတဲ့တန်ဃာတွေကိုဆုံးလူပြရစေနဲ့ဖြင့်တန်ဃာလည်းကြွလာတာအပါ2000တောင်ကြွလာဘယ်နှပါတောင်ယူမှလဲလို့ဆိုရှိသမျှတန်ဃာကုန်သူတောင်ယူပါသို့တော်အဲ့ဒီလူကတန်ဃာ2000လုံးကိုသူတတ်နိုင်တာတော့မဟုတ်ဘူးသို့တော်သူကစိတ်ကူးရလို့အားလုံးကိုဒီပင့်လိုက်တယ်ပင့်ပြီးတဲ့အခါအရက်ထဲမှာလိုက်လံပြီးတော့နှိုးဆော်တယ်တိုက်တွန်းတယ်သူတန်ခါ2000နဲ့ဖြင့်ကဆွမ်းစားပင့်ထားတယ်ကိုတတ်နိုင်သလောက်ခွဲပြီးတော့ဆွမ်းလူတန်းကြဖို့ဆိုပြီးတော့လိုက်ပြီးတော့တိုက်တွန်းတော့တရားတရားရှိတဲ့လူတွေကလည်းလက်ခံသူကအပါ20တောင်းယူမယ်သူက10ပါးတောင်းယူမယ်လေကိုတောင်းယူနိုင်တဲ့အတိုင်းအတာလေးတစ်ခုအရာလူတွေဟာဒီသူစီကနေအာမခံကြအဲ့ဒီအာမခံတာတွေအလုံးကိုစေးမှတ်လိုက်သူကလိုက်ပြီးတော့တိုက်တွန်းနှိုးဆော်တယ်အလုံးနောက်မှအဲ့ဒီဗာရဏသီမြို့မှာအလွန်ဆင်းရဲတဲ့လူတယောက်နဲ့သူပဲမှတွေ့တယ်အဲ့ဒီလူရဲ့ဘဝကိုသူတနာတယ်ဆိုတော့မရှိလို့မလူလို့မရှိဆိုတဲ့တန်တရားတွေကသူထွက်မှာမဟုတ်ဘူးဒီလိုခွင့်ကောင်းချိန်ကောင်းလေးရတဲ့ချိန်လေးမှာသူလည်းလှူသင့်တယ်ဆိုပြီးတော့သူ့ကိုတိုက်တွန်းတော့ပထမအချိန်မှာတော့အဲ့ဒီလူကသူ့ဘာမှမရှိတာမရှိတော့သူကညင်းတယ်ပေါ့ညင်းတော့ခုနလိုမရှိလို့မလူလို့မရှိဆိုရင်ဘယ်တော့မှရှိမှာမဟုတ်ဘူးဘာပဲဖြစ်မင်းကိုတတ်နိုင်တဲ့လောက်အားနဲ့အလုပ်လုပ်ပြီးလှူပါလားတပါးတတ်နိုင်တပါးနှစ်ပါးတတ်နိုင်နှစ်ပါးလှူပါလားတိုက်တွန်းတဲ့အခါမှာစိတ်ပါသွားပြီးတော့ဟုတ်သားပဲငါမှချစ်လက်အင်္ဂါရှိတာကိုအားကိုအလုံးလုံးလိုက်လို့ရှိရင်ဆွတ်တဲ့နဲ့တော့ကတ်နိုင်မှာပဲဆိုသူဟာအိမ်ပြန်ပြီးတော့အိမ်ကအမျိုးသမီးနဲ့တိုင်ပင်တော့အိမ်ကအမျိုးသမီးရတယ်မငင်းကွယ်ဘူးစေတနာကောင်းတယ်စိတ်စေတနာကောင်းတယ်ကျမတို့အတိတ်ဘဝတော့ဘာမှမလှူခဲ့လို့ဒီဘဝဆင်းရဲအဲ့တော့ဖြစ်တဲ့နည်းနဲ့ကျမတို့ဒီနေ့အလုတ်ပို့လုပ်ပြီးလှူကြရအောင်ဆိုအိမ်ကမျိုးသမီးရတဲ့တရားထက်နဲ့အဲ့လိုပြောစိတ်အားတွေပို့ပြီးတော့တက်ကြွလာပြီးတော့အဲ့ဒီနေ့မှာသူကတက်ကြွအလုတ်တွေလုပ်တယ်ပေါ့
တထဲအိမ်သွားပြီးထင်းခွဲတဲ့အလုပ်တွေလုပ်တယ်တက်တက်ကြွကြွလေးလေးတချွန်ချွန်သချင်းလေးတွေနဲ့လုပ်တဲ့အခါခါတိုင်းလိုပြင်းပြင်းရောမဟုတ်ဘူးဒီနေ့မှသူကအလှလှချင်းလို့တက်တက်ကြွကြွလုပ်တယ်တထဲကြီးအကဲခတ်ပြီးမင်းဒီနေ့တဲ့အလုပ်တွေစူးစမ်းပါလားဆိုသူကပြောတယ်ကျွန်တော်တခြားကြောင့်မဟုတ်ဘူးလက်ပြင်ကတန်ဃာတော်ဆုံးကပ်ဖို့ကျွန်တော်တာဝန်ယူထားတယ်ဒါမှမဟုတ်စူးစမ်းတယ်ပေါ့သူစိတ်ဓာတ်စေတနာကဘလောက်ကောင်းပါတော့နော်ဒါအတွက်သူလှုပ်တာပင်မခံပြီးတော့လှုပ်အဲ့တတိကြီးကလည်းသူစိတ်စေတနာကိုသဘောကျပြီးပို့ပြီးတော့ပေးတယ်သူဆုံးကပ်လို့ရအောင်လို့ဆိုပြီးတော့လောအာကာအနေနဲ့ဆန္ဒပြေနောက်ထပ်ထပ်ပြီးတော့ဆန္ဒပြေဆိုပြီးတော့အပိုစုပေးအဲ့ဒါလို့သူဟာဆုံးကပ်ဖို့အတွက်ဆန္ဒအစဉ်နဲ့ရတာလောအာကနောက်သူ့ကသူ့ဇနီးကလည်းပဲမောင်းထောင်းဆံပြတဲ့အလုပ်ကိုကြိုးစားလုပ်တဲ့အခါဘယ်စံချမ်းသာတဲ့လူတွေကသူကြိုးကြိုးစားစားလုပ်နေတာကိုကြည့်ပြီးမေးတော့ခုနလိုပဲသူတန်ဃာတော်တာဝန်ယူထားတဲ့ဆုံးကပ်မယ်အဲ့ဒါနဲ့တည်းပဲစိတ်ထဲမှာသဘောကျပြီးတော့သူ့ကိုလည်းပဲရိပ်ရိပ်ရောရောလှုပ်အားကအပြင်ပေးလိုက်တာသူတို့ဇနီးမောင်နှံနှစ်ယောက်ရတဲ့ဟာပြီးနဲ့ဆုံးကပ်ဖို့ရအဆင်ပြေသွားဆုံးတွေကဖူလုံးသွားစိတ်အားတွေတက်ကြွနေတယ်ဟင်းရွက်ရှာပဲဆိုပြီးတော့ကမ်းခြေသွားဟင်းရွက်ရှာတဲ့အခါအလုပ်တစ်ခုရလာငါးဖမ်းတဲ့တငါတွေကဖမ်းပြီးသားငါးတွေကိုတောင်မြေပေါ်မှာထားတဲ့အချိန်အဲ့ဒီငါးတွေသူ့မြင်တဲ့အခါကျတော့မင်းအလုပ်လုပ်မလားငါတို့အလုပ်ခိုင်းကြရရှိတယ်ဆိုလုပ်မယ်ကြပန်းအလုပ်သမားကိုသူဘာခိုက်ခိုက်လုပ်ဆိုတော့ငါးတွေအကောင်တွေရွေးချယ်ပြီးတော့အကောင်တူတဲ့ငါးတွေကိုအတွဲနော်အကောင်ကြီးတာတွေတွဲစီအတွဲလိုက်ငါးတွေကိုတွဲခိုင်းကျိုးနဲ့ချီပြီးတော့ငါးတွေကိုတီးခိုင်းတာပေါ့ငါးအသေးအဲ့ဒါနဲ့ကျိုးဆန်းသူလှုပ်လိုက်ငါးတွေကိုတွဲမြို့တွေကလူတွေကလည်းဆုံးကပ်ပါဆိုတော့အဲ့ဒီနေ့မှာကန္နာဆင်းပြီးတော့ငါးတွေဝယ်ကြသူတွဲသမျှငါးတွေအကုန်လုံးရောင်းလို့ရအဲ့လိုငါးတွဲတွေအကုန်လုံးကုန်သွားတယ်ကုန်သွားတော့သူ့လှုပ်အားခအနေနဲ့ပေးเสียငါးတွဲမကြံတော့မကြံတဲ့အခါမှာခုနတငါတွေကသူတို့ငါအကောင်ကြီးငချင်းကောင်အဲ့ဒါကိုသူတို့အိမ်စားဖို့ဆိုပြီးတော့တဲတဲဖွက်ထားတာရှိမရှိတော့အဲ့ဒီအကောင်ပဲသူ့ကိုလှုပ်အားကအနေနဲ့ပေးလိုက်တာဆိုငချင်းသားရသွားပြန်တယ်နော်အဲ့ဒါနဲ့အိမ်ပြန်ပြီးတော့ချက်ပြုတ်တယ်ပေါ့နော်ဒါသူ့ရဲ့စိတ်စေတနာတွေကအဲ့ဒီအချိန်မှာတက်ကြွနေတာအလွန်တက်ကြွပြီးတော့လုပ်နေဘယ်ယဟန်ကိုသူဆုံးကပ်ရမယ်ဆိုတော့မသိဘူးယဟန်တစ်ပါးဆိုတန်ဃာတွေကိုဆုံးကပ်မယ်ဆိုရွယ်ချက်နဲ့သူဟာကြိုးစားအဲ့ဒါလိုနဲ့စရင်မှတ်ထားတဲ့ခုနတိုက်တွန်းနှိုးဆိုတဲ့လူကစရင်နေပေးလိုက်တယ်10ပါးပါ20 40 50ယူတဲ့လူတွေအကုန်လုံးစရင်အတိုင်းအကုန်ပေးမနဲ့တန်ဃာတွေပင့်သွားလိုက်ကြတန်ဃာ2000ဟာတဘာမှမကြံအောင်ပြီးသွားအဲ့သူ့အတွက်တန်ဃာဘယ်မလဲလို့သွားမေးတယ်တယောက်တပါးတည်းဆိုတော့ဟိုလူကစရင်မတင်မိဘူးမိသွားစရင်မတင်မိတဲ့အခါကျသူ့အတွက်တန်ဃာမကြံတော့ဟာငါမိသွားတယ်မင်းအတွက်ကိုမလုပ်မိဘူးသူကတိုက်တွန်းလိုက်ရတာဒီကောင်ဆင်းရဲသားဆိုတော့လုံနိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်ကခပ်ပေါ့ဖြစ်ပြီးတော့စရင်မှတ်မထားမိသူ့အတွက်တန်ခါမရဘူးဖြစ်တယ်
အဲ့ဒီတန်ခါမရခြင်းဟာသူ့အတွက်ကံကောင်းမှုဖြစ်လာတယ်ပေါ့နော်အဲ့ဒီအချက်ကိုယူပြီးတော့ဒီကနေ့ခေတ်မှာမဟာဒုက္ခရသပိတ်ဆိုပြီးတော့မဲဖောက်နေကြတာသူဟာကံကောင်းသူတယောက်ဖြစ်သွားဘာလို့ကံကောင်းလဲဆိုစေရနာကောင်းလို့ပြောစိတ်စေရနာဒါကောင်းသွားတယ်အဲ့ချက်အဲ့လိုသူ့အတွက်တန်ခါမရဘူးလဲပြောလိုက်ရောအဲ့ဒီလူဟာဝမ်းနဲ့ပန်းနဲ့အော်ဟစ်ပြီးတော့ငိုလိုက်တယ်ဘေးကကြားတဲ့လူတွေကဘာဖြစ်တာလို့ဘာဖြစ်တာလို့ပြောအဲ့စရင်မှတ်တဲ့လူဝိုင်းအပြစ်တင်ကြတာပေါ့ဟုတ်တာပေါ့သူခရမနေကြိုးစားတာဆိုတော့သူကဘာပြောတော့ဆိုတော့အဲ့ဒီလူကိုပြန်ချော့မလူစိတ်မပူနဲ့တန်ဃာတော့မရှိတော့ဘူးကွာကုံသွားပြီဒါပေမဲ့ကျောင်းမှာကတ္တဗဖရာကျောင်းထဲကမထွက်သေးဘူးကျောင်းထဲကမထွက်သေးဘူးအဲ့ဒီမြတ်စွာဘုရားကျောင်းထဲကခန္ဓာကုရီတိုက်ထဲမှာတကားပိတ်ထားတယ်ဘယ်သူမှလည်းမဝင်ရဘူးဖရာစီမင်းအဲ့ဒီမှာတကားဖွင့်တဲ့အချိန်ဖရာကိုအရင်ရအောင်ပိတ်မင်းကံကောင်းမှလိမ့်မယ်နော်ခုခေတ်တော့မဲနဲ့ကံကောင်းလို့ရတာပေါ့နော်မဲချအဲ့ဒါလို့အဗဒန်ဆင်းရဲတဲ့လူတယောက်ဟာစိတ်စေတနာတွေကအလွန်ထက်သန်ပြီးတော့သူပြောတဲ့အတိုင်းကတ္တဗဘုရားတရင်သုံးတဲ့အကြောင်းစီကိုဥတည်သွားတာလူကလည်းစုပ်စုပ်ပြက်ပြက်ဆင်းရဲတာဆိုတော့ဒီလူဟာကြာပန်းလှုပ်သမားဆိုတော့လူတိုင်းကသိတယ်ဒီကောင်မျိုးဖះပင့်နိုင်တဲ့ကောင်မျိုးမဟုတ်ဘူးဆိုပြီးတော့အဲ့ဒါမှဖះပင့်မလို့ချောင်းနေတာတထေးတွေမင်းစိုးရာဇာတွေအမတ်ကြီးတွေဘယင်ကိုယ်တိုင်ပါတယ်ဘယင်ကိုယ်တိုင်ပါတယ်ဖះထွက်လာရင်ပင့်မယ်ဆိုပြီးတော့အခွင့်အရေးချောင်းနေကြတယ်အတူသွားတဲ့အခါကျတော့ဒီလူကတရောင်းစားပဲစောညာဟင်းညာလာတောင်းတာနေမှာလို့ဆိုပြီးသူ့တော့ဘယ်သူမှမတားကြအဲ့ဒါနဲ့သူကအခွင့်ကောင်းရသွားဝင်သွားလိုက်တယ်ကတ္တဗဘုရားကတကားဖွင့်ပြီးတော့ထွက်လာလိုက်တဲ့အချိန်သူကတပည့်တော်အလွန်ဆင်းရဲတဲ့လူတယောက်ပါတပည့်တော်ကိုချီးမြှောက်ပါလို့ဆိုမြတ်စွာဘုရားကသူ့တပည့်ကိုအဲ့ဒီလူလက်ထဲထည့်တာအဲ့ဒါကံကောင်းဆုံးဖြစ်ပါခုခေတ်တော့အဲ့ဒါမြတ်သပိတ်ဆိုပြီးမဲဖောက်တာမဟုတ်လားမဟာဒုပွဲမှာနော်ဟိုကတော့ဘုရားကိုယ်တိုင်ပေးလိုက်တာမြတ်စွာဘုရားသူ့လက်ထဲကသပိတ်ကိုသူ့ပေးတာဟောသပိတ်ပေးလိုက်လို့သပိတ်ယူလို့ကံကောင်းတဲ့လူလည်းရှိတာနော်ဂေါရမဘုရားကသပိတ်ပေးလိုက်လို့သပိတ်ထမ်းရတဲ့လူကတော့ဘုန်းကြီးဝတ်လိုက်ရတယ်ပေါ့နော်သပိတ်လည်းအယမ်းမယူလိုက်နဲ့အောင်နာနာမင်းသားတော့တပိတ်ပေးလိုက်တာယူလိုက်ပြီးတဲ့အခါကျသူသင်္ကန်းဝတ်လိုက်ရတယ်ပေါ့ဘာပဲဖြစ်ဖြစ်ကံကောင်းသွားအခုလဲအဗဒန်ဆင်းရဲတဲ့လူသားတွေလူတယောက်အမွဲဆုံးလူတယောက်ဒါကြောင့်မဟာဒုက္ခတအမွဲဆုံးလူတယောက်ရဲ့လက်ထဲကိုမြတ်စွာဘုရားတပိတ်ပေးလိုက်ဘယ်သူမှမယူရဲဘူးဘုရားပေးထားတဲ့တပိတ်ဆိုတို့ယူလို့မရဟန်ကိုကြားလို့ဘုရားရဲ့တပိတ်ကိုယူပြီးတော့အိမ်ပင့်သွားတာဘုရားဂျာကလူတွေကဖြတ်ပြီးတော့ဒီတပိတ်သူ့ပေးပါသူ့ပေးပါနဲ့ပင့်ကြတယ်မပေးဘူးသူတပိတ်ကိုသူမှမပေးပဲနဲ့အိမ်ထိအောင်သူကတဏ္ဍမမရှောက်သွားမြတ်စွာဘုရားကိုနောက်ကလိုက်ကြွသွားသူအိမ်ကတဲဆုပ်အိမ်တော်မှမိုးလုံရင်လားမသိဘူးမြတ်စွာဘုရားကြွလာတဲ့အခါမြတ်စွာဘုရားရဲ့တကူတော်ကြောင့်ဘုရားဟာကုသကောင်းမှုတွေအကြီးကျယ်ပါရမီတမ္မာရတွေဖြည့်ဆည်းထားတာဖြစ်သောကြောင့်ငုံဝင်ရတဲ့နေရာဆိုတာမရှိဘူးမြတ်စွာဘုရားကြွလာလို့ရှိရင်သူ့အိမ်ကလည်းအစင်းနဲ့ပဲဝင်လို့ထွက်လို့စင်နဲ့ဖြစ်တဲ့အိမ်မျိုးဖြစ်တယ်ပေါ့ဒါကအဲ့ဒီမှာချက်ပြုတ်ထားတဲ့အချိန်ကလည်းပဲသူရထားတဲ့ဆန်တို့ငါးတို့ငချင်သားတို့နဲ့ချက်ထားအဲ့တော့ချက်ထားတဲ့အခါမှာလည်းပဲသူတို့မိသားစုချက်ရင်တော့ဒီလောက်ကောင်းချင်မှကောင်းပါဗော်လန်တီယာအနေနဲ့လာပြီးတော့သူ့စီမှာလာသူချက်ပေးမယ်ဆိုပြီးတော့လာပြီးတော့စေရနာဝန်တန်လာချက်ပေးတဲ့လူတယောက်ကလည်းရှိသေးတယ်ဘ
လာချက်ပေးဒါနဲ့အိမ်ရောက်တော့မြတ်စွာဘုရားလည်းကြွလာဘုရင်ကြီးကမဟာဒုတ်ဆိုတဲ့ကောင်အလွန်ဆင်းရဲတဲ့ကောင်သူဘုရားကိုတောင်းရောနေညကတ်နေမလားဆိုပြီးတော့ကဲပြီးသူ့ရင်ချက်ထားတဲ့ထမင်းဟင်းမကောင်းရင်တော့ငါဘုရားကိုပင့်သွားမယ်နန်းတော်ပင့်မယ်ဆိုရင်ဘုရင်ကအတွေးနဲ့လာအိမ်ရောက်တဲ့အခါကျတော့ဟိုကချိကုတ်ကတာမန်မမဟုတ်တာတရားမင်းကိုယ်တိုင်ဆင်းချက်တယ်လို့ဆိုတာနော်အဲ့ဒီမှာသူချက်ထားလိုက်တဲ့အခါဘာတွေချက်ထားတော့လို့ဘုရင်ကြီးကကြည့်ကျင်လို့အိုးတွေဖွင့်ပြလိုက်တဲ့အခါတစ်မျိုးလုံးငွေ့ကြိုင်သွားတယ်လို့ဆိုတယ်နော်တာမန်ပုဂ္ဂိုလ်ချက်တဲ့ဓမင်းဟင်းမဟုတ်တော့ပဲနဲ့အလုံးကိုရနတ်သင်းနဲ့ဆွမ်းဆွမ်းဟင်းတွေဖြစ်နေတယ်ဘုရင်ကြီးနန်းတော်ကချက်တဲ့အစာအာဟာရတောင်အလောက်မကောင်းဘူးဆိုတော့ဘုရင်ကြီးလည်းတောင်းဆုတ်သွားတယ်အဲ့ဒီမှာမဟာဒုက္ခမြတ်စွာဘုရားကိုအောင်မြင်မြင်ကံကောင်းသောအာကြီးစေရနာကောင်းသောအာကြီးသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုဆွမ်းကပ်ခွင့်ရလိုက်တာတဲ့ဆွမ်းကပ်ခွင့်ရလိုက်လို့ဒီကုသိုလ်ကောင်းမှုရဲ့ပိဋိသောမနတဟာအလွန်ကြီးမားဒီတော့သူဟာဆွတ်တနကပ်ဖို့အတွက်ချွေးထီထီကြောင်လှုပ်လှုပ်တယ်အဲ့ဒီလိုလှုပ်လှုပ်တဲ့အချိန်မှာသူပင်ပန်းခံပြီးတော့လှုပ်တာသူစေတနာဘယ်လောက်ထက်တယ်ဆိုစဉ်းစားကြည့်စေတနာစွမ်းအားသူစားဖို့လှုပ်တာမဟုတ်ဘူးတန်ခါကိုဆုံးကပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့သူကြိုးစားချွေးထီထီကြောင်လှုပ်လှုပ်တယ်စေရနာထက်ထက်တန်တန်နဲ့ကြိုးစားသူဇနီးကလည်းပဲထို့တူပဲစေရနာထက်ထက်တန်တန်နဲ့ကြိုးစားတယ်အလုံးလုံးတယ်ရလာတဲ့ပစ္စည်းကလည်းပဲသူတို့လှုပ်အားနဲ့ရလာတာဖြစ်တဲ့အတွက်ကြောင့်ခိုးလာတာမဟုတ်ဘူးလိန်ယူလာတာမဟုတ်ဘူးတကယ်ကိုစင်စင်ကြဲကြဲနော်ရလာတဲ့ပစ္စည်းကလည်းဓမ္မိယလတ္ထလို့ခေါ်တယ်မှန်ကန်တဲ့နိလန်းနဲ့ရလာတဲ့ပစ္စည်းစေရနာဆိုတာလည်းအလွန်ကြီးမားအလူကံပုဂ္ဂိုလ်အနေနဲ့ချိမယ်ဆိုရင်သုံးလောကထွတ်ထားမြတ်စွာဘုရားလို့ဆိုတော့သူတို့လောက်ဝန္တာစရာကောင်းတဲ့အနေအထားမျိုးပဲရှိတော့အဲ့ဒါနဲ့မဟာဒုက္မိသားစုဝန္တာပိတိကြီးကျယ်ဖြစ်ကြမြတ်စွာဘုရားလည်းပြန်ကြွသွားရောသူတို့လုပ်တဲ့ကုသိုလ်ကောင်းမှုကံကောင်းလိုက်ခြင်းကတော့ကောင်းကင်ယံကယရဏမိုးတွေရွာချတယ်လို့ဆိုတာနော်အဲ့တော့ဒီကနေ့ခေတ်မှာလည်းပဲအဲ့ဒီလိုဖျားနဲ့လည်းတွေ့မယ်စေရနာထက်ထက်တန်တန်လည်းရှိမယ်ကိုလူတဲ့ပစ္စည်းကလည်းပဲဓမ္မိယလတ္တဖြစ်မယ်ဆိုရင်တော့ယရဏမိုးရွာမှာပါသို့တော့အားလုံးဟာအဲ့ဒါလောက်ထက်မြက်တဲ့အနေအထားမျိုးမရနိုင်တော့ဖြစ်တယ်ဒါကြောင့်မို့လို့မျက်မှောက်ဘဝမှာဒီလောက်ထက်ထက်မြက်မြက်အကျိုးမပေးတာသာဖြစ်တယ်သို့တော့ကိုလုံးသမျှကုသိုလ်ကောင်းမှုတွေစေရနာကောင်းမယ်ဆိုရင်ကံကောင်းမှာတော့သိချာအလုပ်တစ်ခုလုပ်တဲ့ဟာဒီဘဝမှာအကျိုးပေးတယ်ဒိဋ္ဌဓမ္မဝေရဏိယကံလို့ခေါ်တယ်လူတိုင်းဟာကောင်းတာလုပ်လို့ဆိုးတာလုပ်လို့စေရနာထက်ထက်တန်တန်နဲ့လုပ်လို့ရှိရင်လုပ်တဲ့မြတ်ဒီဟာဒီဘဝမှာအကျိုးပေးတယ်ဆိုတာဟာကိုယ်တွေ့ရှိနေကြတဲ့လူတွေမြောက်များစွာရှိတယ်နော်မြောက်များစွာရှိမကောင်းမှုအကုသိုလ်လုပ်တဲ့လူတွေကလည်းဒီဘဝမှာပဲအကျိုးပေးခံရတာရှိတယ်ပေါ့လူတယောက်ဟာငှက်တွေကိုဖမ်းပြီးတော့ခြေတော်ကိုချိုးတဲ့လူတယောက်မသေးခင်ပဲခြေတော်ဖြတ်ခံရတယ်ကံကြမ္မာနဲ့ဆုံးသွားတယ်ခြေတော်ပြတ်သေးတာမျိုးတွေဖြစ်တယ်ဒါဒီဘဝမှာလည်းပဲဖြစ်တာနော်မကောင်းတဲ့အကုသိုလ်ကြတော့ကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဟာလည်းဒီဘဝမှာလည်းပဲသူ့ရဲ့စေရနာအကျိုးပေးပြီးကောင်းကျိုးချမ်းသာတွေရတယ်အလုပ်ကိုင်းတွေဆင်ပြေတယ်စီးပွားဥစ္စာတွေတိုးတက်တယ်ဆိုကောင်းကင်ကရွှေဘိုးငွေဘိုးမရွာပေမဲ့လို့ကောင်းကျိုးချမ်းသာတွေကိုရကြတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကတော့တာရကသိပ်ပြီးတော့မရှားပါဘူးရှိပြီပေါ့အေးဒါကြောင့်မို့
ဒိဋ္ဌဓမ္မဝေရဏိယဆိုတာမျက်မှောက်မှာအကျိုးခံစားရတဲ့ကံမျိုးဆိုကိုလှုပ်တဲ့အထဲမှာရှိနေတတ်ကုသိုလ်ပဲလှုပ်လို့အကုသိုလ်ပဲလှုပ်လို့လက်ရှိဘဝအကျိုးပေးမဲ့ကံပါလာပါအဲ့ဒီကံရဲ့အကျိုးကိုတော့ဒီဘဝမှာလူတိုင်းဟာအမှတ်တမဲ့နေလို့တွေ့ရှိခံစားကြရတာမျိုးရှိတတ်တယ်နော်အဲ့တော့မဟာဒုဋ္ဌဇနီးမောင်နှံမိသားစုရဲ့အိမ်ဟာကောင်းကင်ယရဏမိုးရီရွာချလို့အိမ်လုံးပြည့်သွားတယ်လို့ဆိုဒါနဲ့သူဟာဒီယရဏတွေသူ့အိမ်မှာပြည့်နေတာဘုရင်ကြီးစီအကြောင်းကြားတော့ဘုရင်ကြီးကနန်းရင်ပြင်ကိုတည်ခိုင်းတယ်အောင်တည်ပြီးယရဏဘုံကိုပုံပြီးတော့ဒီမြို့မှာဒီလိုသူလောက်ယရဏများတဲ့ပုဂ္ဂိုလ်ရှိသလားလူလူဆန္ဒခံယူတာလူတွေကမရှိပါဘူးဒါဖြင့်ဒီလူကိုတထေးရာလူအနှင်းတဲ့သလားအနှင်းတဲ့ပါလေကဲချက်ချင်းမဲ့သူကအလုံးစင်းတဲ့လူတယောက်ဟာချက်ချင်းကောင်းကျိုးချမ်းသာရပြီတထေးရာလူရသွားတယ်အဲ့ဒီမှာနေစရာအိမ်ကကောင်းကောင်းမရှိလို့ခြုံနေပိတ်ပေါင်းနေလွှမ်းမိုးနေတဲ့မြေခွက်ကြီးတစ်ခွက်ကိုသူတထေးနဲ့ထိုက်တန်တဲ့ကျယ်ဝန်းတဲ့မြေခွက်ကြီးတစ်ခုကိုဘုရင်ကနေပြီးအဲ့ဒီနေရာမှာနေဖို့ဆိုပြီးတော့သူပေးလိုက်တယ်စေရနာကောင်းတော့ကံကောင်းလိုက်တာခြုံနေရှင်းတော့အဲ့ဒီခြုံတွေကမြေတိုးလိုက်တာနဲ့တပြိုင်နက်ရွှေအိုးတွေကနှခမ်းချင်းထိပြီးတော့တူးလိုက်တိုင်းဟာရွှေအိုးတွေကြီးပဲတွေ့နေတယ်ဆိုရဲအကျိုးကိုလည်းပဲသူဟာရတယ်ဒါကြောင့်မို့သူဟာဆင်းရဲသားဘဝကလွတ်မြောက်ပြီးတော့ချမ်းသာကြွယ်ဝတဲ့လူတစ်ယောက်ဖြစ်ရောက်ရှိပြီးကုသိုလ်ကောင်းမှုကိုရာသက်ပံပြုတည်တဲ့အခါမှာနတ်ပြည်ရောက်တယ်လို့ဆိုတယ်အဲ့ဒါမဟာဒုသမိုင်းပဲပေါ့နော်မဟာဒုရဲ့သမိုင်းကောရမဘုရားလက်ထက်ရောက်တဲ့အခါမှာသူဟာတထေးသားဖြစ်ပြီးတော့ပဏိတသာမဏေဘဝနဲ့ပဲကျွတ်တန်းဝင်သွားပဏိတသာမဏေဖြစ်နေကျွတ်တန်းဝင်သွားပေါ့နော်ခုနှစ်နှစ်အရွယ်မှာရဟန္တာဖြစ်သွားအဲ့တော့စေရနာကောင်းရင်ကံကောင်းတယ်လို့ဆိုတာအမှန်တမ်းတတိထားရမယ့်အချက်ဖြစ်ကိုလှုပ်တဲ့အလုပ်တွေမှန်သမျှစေရနာကောင်းကောင်းနဲ့လုပ်ဖို့လိုအပ်တယ်မင်္ဂန်နဲ့စိတ်တွေသဘောထားတွေမင်္ဂန်နဲ့စေရနာအဲ့လှူတဲ့လူတွေဟာလှူတိုင်းစေရနာကောင်းသလားလို့ကိုယ့်ကိုစစ်တမ်းထုတ်ကြည့်ရကိုယ့်ရဲ့စေရနာဟာဘယ်လိုသဘောထားမလဲကိုယ်ကကုသိုလ်ကောင်းမှုမလုပ်လို့ရှိရင်သူများအပြစ်တင်မှကြောက်လို့လုပ်တဲ့လူမျိုးလည်းရှိတယ်။လုပ်နိုင်ရဲ့တန်းနဲ့မလုပ်ဘူးဆိုရင်သူများပြစ်တင်မှကြောက်လို့လုပ်တဲ့လူလည်းရှိ။နာမည်ပေါ်ခြင်းလို့လုပ်တဲ့လူလည်းရှိ။အဲ့ဒါမျိုးကြတော့စေရနာကောင်းလို့ပြောလို့မရဘူး။နော်။လူမှာ intention လို့ခေါ်တဲ့ရည်ရွယ်ချက်ကမျိုးမျိုးရှိတယ်ပေါ့။အဲ့ဒီရည်ရွယ်ချက်ကောင်းမှုအမှန်တမ်းအရေးကြီးတယ်ကုသိုလ်ကောင်းမှုလုပ်ရင်ရည်ရွယ်ချက်ကောင်းရကောင်းတဲ့ရည်ရွယ်ချက်သည်စေရနာကောင်းစေရနာကောင်းရင်ကံကောင်းမယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းတယ်လို့ဆိုဒါကတော့အမှန်တမ်းအရေးကြီးတဲ့အချက်တစ်ခုဘုရားမသာဝင်သူတော်စင်တွေအနေနဲ့နှစ်စဉ်နဲ့အမျှမဟာဒုသမိုင်းကြောင်းကိုပြန်လည်တတိယသောအဖြစ်မဟာဒုညသပိတ်စရေးတံမဲဖောက်ပြီးတော့ကံကောင်းတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားရှုပ်ပွားတော့တန်ဃာတော်တွေကိုဆွန့်ကပ်ခွင့်ရတယ်အဲ့တော့ဘုရားကိုပူဇော်ခွင့်ရတယ်လို့ဆိုတာဟာညသပိတ်ပေါက်လို့မြတ်စွာဘုရားကိုရှုပ်ပွားတော့မှဆွန့်ကပ်ခွင့်ရပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာအလွန်ကံကောင်းတယ်လို့ပြောအောင်မြတ်စွာဘုရားဟောထားတဲ့တရားတွေရှိတယ်တကယ်တတ်တော်တင်ရှားဘုရားကိုရည်စူးပြီးတော့နော်စိတ်ကိုဓာတ်နုထားနိုင်မယ်ဆိုရင်အကျိုးတူတယ်လို့တော့မြတ်စွာဘုရားဟောထား
တိဋ္ဌံတေနေဝုတေစာပိတမေစိတ်တေတမံဖလံတတော်ထင်ရှားမြတ်စွာဘုရားပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရားဆိုတော့ကိုကဘုရားပြိဋိဘံဆံမလူဖြစ်တယ်ဆိုပြိဋိဘံဆံသွားတဲ့မြတ်စွာဘုရားဘုရားတတော်ထင်ရှားရှိတော့ကတွေးလိုက်ရတဲ့ပုဂ္ဂိုလ်တွေကဘုရားတတော်ရှိတဲ့အချိန်မှာဘုရားကိုတိုက်ရိုက်လှူပါအဲ့ဒီမှာတတော်ထင်ရှားမြတ်စွာဘုရားကိုလှူရတာရဲ့မြတ်စွာဘုရားကိုရည်စူးပြီးတော့ပြိဋိဘံဆံသွားပြီးတော့မှလှူရတာရဲ့အဲ့ဒီလှူရတဲ့မဲ့အချက်နှစ်ခုမှာစိတ်ဓာတ်ကိုတူနိုင်အောင်တူအောင်ပြင်ထားမယ်ဆိုလို့ရှိရင်အကျိုးကြီးတူတယ်လို့ဆိုအဲ့တော့ကိုယ်ပေါ်မှာပဲစိတ်နေသဘောထားကိုပဲပြင်ရမှာဖြစ်တယ်အဲ့တော့များသောမဲပေါက်တဲ့ပုဂ္ဂိုလ်ဟာမိမိကိုယ်စိတ်ထဲမှာခံစားကြည့်တစ်ချိန်တုန်းကကသဝဗုဒ္ဓရဲ့လက်ထက်မှာကသဝမြတ်စွာဘုရားကတပိတ်ပေးလိုက်လို့ရသွားတဲ့မဟာတုတ်ကြီးကံကောင်းလိုက်တာဘုရားကိုဆွတ်ကပ်ခွင့်ရသွားတယ်ငါလည်းပဲသူ့နီးတူပဲမြတ်စွာဘုရားကိုရည်စူးပြီးတော့ဆွတ်ကပ်ခွင့်ရတယ်လို့ကံကောင်းလို့ဆွတ်ကပ်ခွင့်ရတယ်လို့ဆိုပြီးတော့စိတ်အားတွေတက်ကြွပြီးတော့ပီတိဖြစ်မယ်ဆိုလို့ရှိရင်အကျိုးပေးဟာတူညီတဲ့အကျိုးကိုရရှိမှာဖြစ်တယ်တူညီတဲ့အကျိုးမျိုးတူညီတဲ့အကျိုးဆိုတော့တူညီအောင်ထားရမယ်ဆိုတော့တူနိုင်သလားလို့ဆိုတဲ့အခါတူဝဲရတော့မလွယ်ဘူးပေါ့တူဝဲရမလွယ်သည့်အတွက်ကြောင့်စေရနာမိုးတဲ့ရွာချင်မှရွာမှာပေါ့အဲ့လောက်ကြည့်နော်သို့တော့ကုသိုလ်ကံလေးစိတ်ထဲမှာကြည်နူးဝမ်းသာမှုတွေကိုယ်တဏ္ဍမှာတူနိုင်တယ်များတူအောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဒီကုသိုလ်ကံရဲ့အကျိုးတရားဟာအလဟတဖြစ်သွားပဲနဲ့ကိုယ်တဏ္ဍမှာကောင်းကျိုးချမ်းသာတွေပေးမှာဖြစ်တယ်မြတ်စွာဘုရားကိုယ်တိုင်ကဟောထားတာရှိတယ်ပူဇာရဟိပူဇေယတော်ဗုဒ္ဓေဝါယတိဝတာဝကေပပိစသမတိကံတိတိဏတောကပရိတ္တဘုရားတို့ယဟန္တာတို့ပစ္စေကဗုဒ္ဓတို့ဆိုတဲ့ပုဂ္ဂိုလ်တွေဟာတကယ်ကိုပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအဲ့တော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကိုတိုက်ရိုက်ပူဇော်ရတာပဲဖြစ်စေရည်စူးပြီးတော့ပူဇော်ရတာပဲဖြစ်စေတဲ့တပိသာဝကဖြစ်တဲ့ယဟန္တာတွေကိုပူဇော်ရတာပဲဖြစ်စေတဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာဒီလိုပူဇော်လိုက်တဲ့အရေးချင်းရှိတဲ့ပုဂ္ဂိုလ်တွေကိုပူဇော်တဲ့ကုသိုလ်ကောင်းမှုရဲ့အတိုင်းအတာတစ်ခုရေတွက်လို့မရပါဘူးလို့မြတ်စွာဘုရားတတော်ခေါ်တယ်။ဘာကြောင့်လို့ဆိုဘာကြောင့်ပူဇော်တိုက်တာတော့ဆိုလို့ရှိရင်နေဖုတိအကုတောပိယဘာကြောင့်ပူဇော်တိုက်တုံးဆိုတိဏတောကပရိတ္တဝေပပိစသမတိကံတိတိဏတောကပရိတ္တအဲ့ဒီပုဂ္ဂိုလ်မျိုးတွေမှာငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့ငါရဲ့အတ္တဆိုတဲ့မှားရွံ့တဲ့အမြင်ပပိစတရားတွေကင်းစင်ကြတယ်တဲ့ပပိစဆိုတာတဏှာကိုချက်ထွင်တတ်တဲ့တဏှာမာနဒိဋ္ဌိကိုရထားတဲ့ခန္ဓာကိုယ်အပေါ်မှာငါဟာလို့တွေးတာတဏှာရဲ့အတွေးငါလို့တွေးတာဒိဋ္ဌိရဲ့အတွေးအနတ္တလက္ခဏာသုတ်အရာဆိုရင်ငါဖြစ်တယ်လို့ဆိုတာမာနရဲ့အတွေးငါရဲ့အတ္တလို့ဆိုလို့ရှိရင်တော့ဒိဋ္ဌိရဲ့အတွေးလို့ခေါ်တယ်တဏှာမာနဒိဋ္ဌိအတွေးတွေနဲ့တွေးနေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်မစင်ကြယ်ဘူးပေါ့အဲ့ဒီမစင်ကြယ်တဲ့ပုဂ္ဂိုလ်တွေကိုလူရတန်းရတာလေအဲ့ဒီလိုမှားယွင်းတဲ့ပပိစအတွေးတွေကိုကြော်လွှားသွားတဲ့
ဖရာတို့ပိစိကဗုဒ္ဓတို့ယဟန္တာပုဂ္ဂိုလ်တွေကိုရှင်းစုပြီးလှူလိုက်ရမယ်ဆိုလို့ရှိရင်ကြီးမားလာတော့အကျိုးတရားကိုရတယ်တိဏ္ဍသောကပရိတုဝေအဲ့ဒီအတွေ့တွေမရှိသည့်အတွက်ကြောင့်သောကဆိုတာစိုးရိမ်မှုဆိုတာသူတို့မှမရှိဘူးပရိဒေဝဒီအတွက်ငိုရရတာဆိုတာမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေတယ်ပေါ့သောကပရိဒေဝကိစ္စနဲ့နှလုံးသားပိုင်ရှင်တွေကိုလှူလိုက်ရတန်းလိုက်ရမယ်ဆိုရင်ဒီကုသိုလ်အဝတ္တကြီးမားတဲ့ကုသိုလ်မျိုးတစ်မျိုးဖြစ်တယ်တဲ့တေတာရိတေပူဇေယတော်နိဗ္ဗုတေအကုတော်မိပြိနိဗ္ဗာန်ဆံသွားလို့နိဗ္ဗာန်ဝေဆံသွားလို့ဘေးရန်ခတ်သိမ်းငြိမ်းသွားတဲ့ပြိနိဗ္ဗာန်ဆံဝင်ပြီးဖြစ်တဲ့ဘုရားပိစိကဗုဒ္ဓယဟန္တာပုဂ္ဂိုလ်လှူလိုက်မယ်တန်းလိုက်မယ်ပူဇော်လိုက်မယ်ဆိုရင်နတ္တကပုံညာသင်္ခါတုဣမိထမပိကေနစီဒီကုသိုလ်ကောင်းမှုဟာအတိုင်းအတာဒီကုသိုလ်ကောင်းမှုရဲ့အကျိုးတရားဟာဘလောက်အတိုင်းအတာအထိပေးမယ်လို့ဆိုတော့ရှင်းတွက်လို့မရဘူးတဲ့ပင်လယ်ထဲကရေကိုခတ်ပြီးတော့ဘယ်နှခါလန်းဆိုတာမပြောနိုင်လို့တလို့ပဲအလုံးများပြားလာတဲ့ကုသိုလ်ကောင်းမှုတွေကိုရရှိတယ်လို့မြတ်စွာဘုရားကဒီပူဇော်မှုနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုကံရဲ့အကျိုးတရားနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ဟောကြားထားတာရှိတယ်ထုတ်ဖော်ဟောကြားထားရှိတယ်ဒါမို့စေတနာကောင်းလို့ရှိရင်ကံကောင်းတယ်ကံကောင်းလို့ရှိရင်အကျိုးပေးကောင်းမယ်ဒီဘဝတည်းမဟုတ်ဘူးဖြစ်လျက်ဘဝတွေမှာလည်းပဲအကျိုးပေးတွေကောင်းတယ်ကုသိုလ်ကောင်းမှုဆိုတာတစ်ခါလုံးလိုက်တာကနေပြီးတော့လူတယောက်ဟာတက်မှတ်သွားပြီးနောက်ဆုံးနိဗ္ဗာန်ရသည့်ထီအောင်အကျိုးတရားဆိုတာဖြစ်ပေါ်တာရှေးတုန်းကဆိုလို့ရှိရင်ပုဂ္ဂိုလ်တယောက်ဘုရားတဆူနဲ့ကြုံတဲ့အခါမှာပန်းကလေးတစ်ပွင့်လှူပြီးတော့ရှင်းတတ်စရာကောင်းတဲ့ပီတိတွေနဲ့မိမိလှူလိုက်တဲ့ပန်းလေးတစ်ပွင့်အပေါ်မှာဒီကုသိုလ်ကောင်းမှုလေးပေါ်မှာအလုံးကိုပီတိဖြစ်ပြီးတော့ဝမ်းသာဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ကုသိုလ်စိတ်တွေတိုးပွားပြီးသိသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်ဘဝတစ်ခုရောက်တဲ့အခါလဲကုသိုလ်တွေဆက်ဆက်လုပ်သည့်အတွက်ကြောင့်ပန်းတစ်ပွင့်လှူရတဲ့ကုသိုလ်ကိုအခြေပြုပြီးတော့90နဲ့တကဘာအပေဘုံဆိုတာမရောက်ခဲ့ဘူးတရိစ္ဆာန်ဘဝမရောက်ခဲ့ဘူးဒိဋ္ဌာဘဝမရောက်ခဲ့ဘူးငရဲဆိုတာမရောက်ခဲ့ဘူးလူပြေရောက်လိုက်နတ်ပြေရောက်လိုက်လူပြေရောက်လိုက်နတ်ပြေရောက်လိုက်နေဒီကုသိုလ်ကံကနေပြီးတော့စောင့်ရှောက်သွားဘယ်သူမှစောင့်ရှောက်တာမဟုတ်ဘူးကုသိုလ်ကံကစောင့်ရှောက်တယ်အဲ့တော့ကုသိုလ်ကံကိုဓမ္မလို့ခေါ်တာဓမ္မဆိုတာသူ့ကိုကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုအတ္တနံဓာရင်တေစတုတုအပါယေတုအပ္ပဒမာနေကတ္တဝါဓာရေတိတိဓမ္မောဒီကုသိုလ်ဆိုတဲ့သဘာဝတရားသည်အဲ့ဒီမိမိဖြစ်ရာပုဂ္ဂိုလ်ကိုဘယ်တော့မှအပေပုံမရောက်အောင်သူကဆွတ်ဆောင်ထားနိုင်တယ်ဆောက်ရှောက်ကဲတင်ထားတယ်ဆိုတာတော့အမြဲတမ်းအားကိုးစရာကောင်းတယ်ပေါ့အမြဲတမ်းအားကိုးစရာကောင်းအဲ့ဒါလို့ကုသိုလ်တရားရဲ့စွမ်းအားနဲ့သူဟာ90နဲ့တကဘာတကဘာနဲ့မကဘူး90နဲ့တကဘာပန်းတပွင့်လှူတဲ့ကုသိုလ်ကနေအခြေပြုပြီးတော့90တကဘာအပယ်မလားတဲ့အပြင်မှာနောက်ဆုံးအချိန်မှာဒီကုသိုလ်ကိုကံကိုအခြေပြုပြီးတော့မြတ်စွာဘုရားနဲ့တွေ့လို့တရားဓမ္မဟောကြားပြီးသစ္စာကိုသိပြီးနောက်ဆုံးမှာနိဗ္ဗာန်မျက်မှောက်ပြုသွားတယ်ယဟန္တာပုဂ္ဂိုလ်တရားဖြစ်သွားတယ်အဲ့တော့ကုသိုလ်ကံတစ်ခုဟာကိုယ့်အတွက်ဆက်ဆက်အစဉ်ပြေအောင်သွားလုပ်တော့တယ်ဒီဘဝမှာကုသိုလ်ကောင်းမှုလုပ်လိုက်လို့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်ရောက်သွားရင်အဲ့ဒီဘဝမှာလည်းပဲကုသိုလ်ကောင်းမှုဆက်လုပ်တယ်အဲ့ဒီကုသိုလ်ကံကြောင့်ကောင်းတဲ့ဘဝရောက်တယ်ရောက်တဲ့အခါကုသိုလ်ကောင်းမှုဆက်လုပ်တယ်အဲ့ဒါလို့ကုသိုလ်ကောင်းမှုအစဉ်ဆက်မပြတ်ပြုလုပ်သွားသည့်အတွက်ကြောင့်ထိုပုဂ္ဂိုလ်ဟာစိတ်ကောင်းစေတနာကောင်းကြောင့်ကံကောင်းက
ကံကောင်းလို့အကျိုးပေးကောင်းပြီးတော့နောက်ဆုံးမှနိဗ္ဗာန်ထိအောင်မျက်မှောက်ပြုသွားနိုင်တဲ့အကျိုးတရားကိုရနိုင်တယ်လို့ကုသိုလ်ကောင်းမှုဆိုတာအလွန်အားကိုးရတဲ့နေထားမျိုးဖြစ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကိုယ်တိုင်ကဘုံညင်စေပုရိသောဂယိရာနံပုဏ္ဏပုဏ္ဏတမ္မိသနံဂယိရာထဒုက္ခပုညတဥစ္စယောဒါလေးကိုမှတ်သားထားပြီးတော့ဒီတိုင်းလိုက်တာပေါ်ဆောင်မှုလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားရှိကြစွာတည်ပါစေဆိုတာဒီလိုအဆုံးအမစကားမျိုးကိုဆွလို့လေပေါ့နော်ဗုဒ္ဓသာသနာစိရန်ဒိဋ္ဌတုဘုရားသာသနာရှိကြစွာတည်ပါစေဆိုတာအဆုံးအမလေးကိုပြောတာနော်ဘုရားဆုံးမတဲ့အဆုံးအမစကားတွေလိုက်နာမယ်ဆိုရင်လိုက်နာတဲ့ပုဂ္ဂိုလ်တဏ္ဍာမှာတည်တယ်လို့ဒီလိုခေါ်ရတယ်မလိုက်နာဘူးဆိုရင်လိုက်ဒီပုဂ္ဂိုလ်မှာသာသနာမတည်ဘူးလို့ပြောသာသနာဆိုတာလူအပြင်မှာတည်တာမဟုတ်ဘူးပြောမယ်ဆိုလို့ရှိရင်ဘုရားကျောင်းကံတွေကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမစကားတော်ဒီသာအဲ့ဒီအဆုံးအမစကားတော်တွေကိုအကြောင်းပြုပြီးတော့လူကြတန်းကြလို့ဘုရားတွေကျောင်းတွေကံတွေဖြစ်လာတာနော်သူတို့ကသာသနာမဟုတ်ဘူးသာသနာဆိုဒီမှာမြတ်စွာဘုရားရဲ့အဆုံးအမကြည့်မြတ်စွာဘုရားကကုသိုလ်နဲ့ပတ်သက်ပြီးဘယ်လိုဆုံးမလို့ပုံဉ္စေပုရိသောဂယိရာတရားတယောက်ဟာကုသိုလ်ကောင်းမှုလုပ်ပဲဆိုရင်တဲ့လုပ်လဲလုပ်ပါပေါ့ကုသိုလ်ကောင်းမှုလုပ်ပါလုပ်ပဲဆိုလို့ရှိရင်ဂယိရာနံပုဏ္ဏပုဏ္ဏထပ်ထပ်လုပ်ဖြစ်အောင်လုပ်ပါအခုမဟာတုရသပိတ်စေရံမဲဆိုတဲ့ဒီကုသိုလ်ကောင်းမှု26အကြိမ်ပေါင်းတော့60ရှိပါနော်ထပ်ထပ်လုပ်ကြအဲ့တော့ကုသိုလ်ကောင်းမှုလုပ်ရင်ထပ်ထပ်လုပ်ပါတဲ့မြတ်စွာဘုရားပုဏ္ဏပုဏ္ဏဂယိရာနံပုဏ္ဏပုဏ္ဏအဲ့ဒီကုသိုလ်ကောင်းမှုကိုအချင်းချင်းထပ်ထပ်လုပ်ပါတမ္မိသန္နံဂယိရာထလှုပ်ချင်တဲ့ဆန္ဒကိုလည်းမွေးထားပါဆိုတော့ကုသိုလ်ကောင်းမှုတစ်ခုလှုပ်ထားပြီဆိုရင်နောက်ထပ်လှုပ်ဖြစ်အောင်ကြိုးစားချိန်ထပ်လှုပ်ဖြစ်အောင်ကြိုးစားလှုပ်ချင်တဲ့ဆန္ဒကိုလည်းပဲရင်ထဲမှာရှင်သန်နေအောင်ထားဘာကြောင့်ဒီလိုတိုက်တွန်းရတယ်လဲဆိုရင်သူခောပုံညတဥစ္စယောပုံညတကုသိုလ်ကောင်းမှုဥစ္စယောမိမိတဏ္ဍာမှာတိုးတက်များပြားလာခြင်းသည်သူခေါ်ချမ်းသာဒုက္ခရခြင်းအကြောင်းပဲဖြစ်တယ်လောကလူတွေကချမ်းသာခြင်းနဲ့သို့သောအကုသိုလ်တွေရင်ထဲများလာပြီဆိုရင်တော့ဆင်းရဲမှာပဲသိချတယ်ကုသိုလ်တွေရင်ထဲနှလုံးထဲမှာများလာပြီဆိုမှချမ်းသာမှာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုလုံးတဲ့ကုသိုလ်ကောင်းမှုသည်စေရနာမှန်မှန်နဲ့စေရနာထက်ထက်တန်တန်နဲ့စေရနာကောင်းကောင်းနဲ့ပြုလုပ်ခြင်းအပြင်ကံကောင်းမှာဖြစ်တယ်ကံကောင်းလို့ရှိရင်လည်းအကျိုးပေးကောင်းမှာဖြစ်တယ်အကျိုးပေးကောင်းမှုကံကောင်းမှုအကျိုးပေးကောင်းအောင်ကံကောင်းမှုလိုတယ်ကံကောင်းမှုအတွက်စေရနာကောင်းမှုလိုတယ်ဆိုတာလေးခွင်းဆက်အနေနဲ့မှတ်သားပြီးရဗုဒ္ဓရဲ့အဆုံးအမကိုယင်ထဲမှာမှတ်သားလို့ကုသိုလ်ကောင်းမှုကိုစင်ဆက်မပြတ်မိမိတို့တဏ္ဍာမှာဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း